လေးတွေညီညွတ်ညီမဖြစ်ကျွန်တော်တို့ကျေးဇူးပိုင်းသာကျိုးဆွဲတဲ့နေရာမှာဘုရားဘုံတော်လေးယူပြီးဆွဲရင်တော့အပေတကားတော့သိကြပါရဲ့ဗျာအဲ့တော့ဘုရားဘုံတော်လေးတွေပွားပြီးတော့ညံ့ညောလို့ပြေးပြေးလေးဆွဲယူလေးတည်ယူပြီးကြပါရဲ့ဒီလိုနာနာလေးပန်ကြပါရဲ့ပဏမဘုံတိစသည်တည်ယူနေပါလိမ့်ခင်ဗျာပြေး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 ဟေးကျိုးတောင်းထားမယ်နော်ဒီကနေ့ပိုင်းတော့တောင်းထားပြီပါဘယ်မှာပုံသေးပုံသေးတောင်းပြီးပြည်သူတို့နေပါပြီပြေးလို့မယ်အားလုံးပြေးပြေးလေးတော့ကျွန်တော်ဆွေကြီးတော်ကြီးတို့ရတနာပိုင်းထားနေပြီးတော့ငယ်ပြားမှုကိုဖိတ်ကိုစိတ်တော်ရဲ့ခြေတော်ကြီးဟုတ်ကဂုရောနန္ဒောဓမ္မဂုရောနန္ဒောတန်ခါဂုရောနန္ဒောမာတာဘီဒုဂုရောနန္ဒောအတရိယဂုရောနန္ဒောနန္ဒောနန္ဒောဘာဘာဟုဒီကပိုင်ပြီးဒီနေ့သူတန်းတန်ခါပြည့်ရွှေကြီးတော်ကြီးကိုပြည့်ရောက်ရှိလာတဲ့ဒီလိုရှင်လူမများမနေရနေရပုဂ္ဂိုလ်ပေါင်းတော်ကြီးမြတ်တာရင်တက်ကြလို့သိသူတွေပါလိအဒီဒီနာနဲ့ဘုရားတဏ္ဍာကိသာတိနမတဏ္ဍာကိသာတိနဂါတဏ္ဍာကိသာတိတဏ္ဍကေသုံးပါးရသုံးပါးတို့ကိုမြေဝင်မှာပိုက်ပြီးတော့အလူရဲကိုဒီလေးတွေပွားလိုက်ကြပါပွားလိုက်ကြပါကြတော့ဒီလိုပွဲမျိုးဆိုရင်တော့အဖြစ်သုံးခွေဟုတ်နော်ဒီမှာမှကျုံနိုင်ပြီပေါ့နော်အဲ့တော့ကျွန်တော်တယ်လီဂုံသုံးပါးရှိတဲ့ဘုရားကုရောနန္ဒောဓမ္မကုရောနန္ဒောသံဃာကုရောနန္ဒောမာတာဘိနုကုရောနန္ဒောတရိယကုရောနန္ဒောနန္ဒောသန္တာကာမမီကျေနုစတ်တဲ့ဝဲဆိုရဲဘာလို့ဝေးရဝိထာကြီးပြန်လေပြီးတော့လူတိုင်းဒါကပြုတ်တယ်ဆိုတာကဒီကကျေးဇူးဆရာသမားများရဲ့ဘုံကျေးဇူးကိုပြန်လေပြီးစက်တွေကျွဲစီတာကျွဲအဲ့ကျွဲပါလေကျေးဇူးတက်တဲ့လူကစက်တွေနဲ့ခုကျွန်တော်တို့ကအစရွာကြီးကြောက်တဲ့ခုနေသားသမီးပေါင်းတို့ကိုပဋ္ဌာန်းတဲ့ပေါင်းတို့ယနေ့ကြားရောက်လာတဲ့ပါရမီကြီးအားလုံးရဲ့ပဋ္ဌာန်းတဲ့တွေဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့တော်တဲ့ကြီးရဲ့ပဋ္ဌာန်းတဲ့ဓာတ်တဲ့နေရာနေပြီးတော့ယနေ့